မင်္ဂလာပါရှင်လောကနီတီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်တင်ဟာအိမ်မနေတိုင်းလိုစီးပွားရေးတွေအဆင်မပြေဖြစ်နေပြီးငွေကြီးတွေပင်နာကထွက်သွားမှမသိထွက်သွားတာမျိုးကြုံဘူးပါသလားမိသားစုဝင်တွေအကြောင်းပြချက်မရှိပဲခဏနေမကောင်းဖြစ်တာစိတ်အလိုမကျပဲစကားများရန်ဖျက်ရတာမျိုးတွေကကောတင့်အိမ်မှာရှိနေပါသလားအလုပ်တွေကိုဘလောက်ပဲစူးစမ်းအရာရာဟာထိငုံနေပြီးကန်ကြရာတွေပိတ်ဆို့နေတယ်လို့ခံစားရတဲ့အခါကျမတို့ဟာကန်တရားကိုပဲအဖြစ်တင်လေးရှိကြပါရဲ့ဒါပေမဲ့တကယ်တမ်းတော့တင့်အိမ်ရဲ့ကန်ကြရာကိုပိတ်ဆို့ထားတာကတင့်ကန်ကြမှာကြောင့်မဟုတ်ပဲတင့်အိမ်ထဲမှာတင်ကိုယ်တိုင်တတိမထားမိပဲအလှဆင်ထားတယ်သို့မဟုတ်တင်းစိတ်ထားတဲ့ပစ္စည်းအသုံးအဆောင်တွေကြောင့်ဖြစ်နိုင်ပါရဲ့ရှင်ရှေးဟောင်းအယူအဆတွေနဲ့ဖုံးရွှေနီးတင်ညာရက်တွေအရာဝတ္ထုတိုင်းမှာကိုယ်ပိုင်စွမ်းအင်စက်ကွင်းတွေရှိကြပါတယ်။အချို့ပစ္စည်းတွေကအိမ်ထဲကိုကန်ကောင်းခြင်းနဲ့လပလာတွေကိုတည်ဆောင်လာပေးတောက်ပေမဲ့အချို့ပစ္စည်းတွေကတော့ကြောက်စရာကောင်းလောက်အောင်ပဲအစိုးမြင့်စွမ်းအင်တွေကိုစုပ်ယူပြီးအိမ်တွင်းကိုကန်ဆိုးမှုတွေတည်ဆောင်လာတတ်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့အိမ်တိုင်းလိုမှရှိနေတတ်ပြီးအိမ်အောင်စုတစ်ခုလုံးကိုကန်ဆိုးမှုတွေလားပိတ်မှုတွေပေးတတ်တဲ့အိမ်တွင်းအသုံးအဆောင်၃မျိုးအကြောင်းကိုတေးချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။တင့်အိမ်မှာကဒီပစ္စည်းတွေရှိနေမလားဆိုတာအဆုံးထိနားထောင်ပြီးအခုပဲစမ်းစစ်ကြည့်လိုက်ပါရှင်။ပထမဆုံးအနေနဲ့အိမ်တိုင်းမှာအလွယ်တကူအမားလုပ်ပြီးတင်ထားတတ်တဲ့ပစ္စည်းကတော့ကွဲအပ်နေတဲ့ဒါမှမဟုတ်အနားပဲ့နေတဲ့ပန်းကန်ခွက်ရောက်နဲ့မှန်တွေပဲဖြစ်ပါတယ်။အိမ်ရှင်မတော်တော်များများဟာတန်ဖိုးကြီးတဲ့ပန်းကန်တွေအမတ်တရားရထားတဲ့ဖန်ခွက်တွေအနားလေးနည်းနည်းပဲ့သွားတဲ့အခါနှမျောတာကြောင့်မလွင့်ပစ်ပဲဆက်သုံးတာသို့မဟုတ်ဗီဒီယိုထဲမှာတင်ထားတာမျိုးလုပ်လို့ရှိကြပါတယ်။ဒါဟာအလွန်ကိုကြောက်စရာကောင်းတဲ့အမှားတစ်ခုပါ။နံမိုင်းဆိုင်ရာအယူဆအရဖန်ကန်ခွက်ရောက်ဆိုလားအိမ်တအိမ်ရဲ့ကျွယ်ဝချမ်းသာမှုနဲ့လပလာကိုစားပြပါတယ်။ပန်းကန်တွေပဲ့ကျွေနေတာဟာ background ထင်နေတာဟာတဲ့အိမ်ရဲ့စီးပွားရေးမှာ background ထင်ပြီးလားပိတ်တော့မယ်ဆိုတဲ့နမိပါပဲအဲ့ဒီလိုပန်းကန်တွေနဲ့အစားအစာစားတောက်တဲ့အခါအစိုးမြင့်စွမ်းအင်တွေကိုခိုနာကိုတဲ့တရိပ်စုပ်ယူသလိုဖြစ်ပြီးစီးပွားရေးမှာငွေကြီးတွေယူဖြစ်တာအဖက်မတင်တာမျိုးတွေကြုံရတတ်ပါရဲ့ဒါအပြင်အကွဲနေတဲ့မှန်တွေဟာပိုလို့တောင်ဆိုးပါသေးတယ်မှန်ဆိုတာစွမ်းအင်တွေကိုရောင်မြတ်ဟန်ပေးတဲ့အရာပါမှန် background ကြောင့်တွေဟာအိမ်ထဲကကောင်းမွန်တဲ့စွမ်းအင်တွေကိုအပိုင်းအဆက်ပြတ်တောက်သွားစေသည့်အိမ်သူအိမ်သားတွေကြားမှာစိတ်တဆနာဖြစ်တာစိတ်ဝမ်းကွဲတာနဲ့တောကပြပါတာတွေကိုအိမ်တွင်းကိုဆွဲသွင်းတတ်ပါတယ်။ဒါကြောင့်တဲ့အိမ်မှာကွဲအပ်ပဲ့ကြွေနေတဲ့ပစ္စည်းတွေရှိရင်နှမျောမနေပါနဲ့အခုချက်ချင်းအိမ်ပြင်ကိုဆွတ်လွတ်လိုက်ဖို့တိုက်တွန်းပါစေရှင်။ဒုတိယမြောက်ကန်ဆိုးမှုတွေကိုတည်ဆောင်လာတတ်တဲ့အရာကတော့အိမ်ထဲမှာထားရှိတဲ့တေဆုံးနေတဲ့အပင်တွေခြောက်တွင်နေတဲ့ပန်းအလှစဉ်ပစ္စည်းတွေနဲ့စူးအလော်များတဲ့အပင်တွေပဲဖြစ်ပါတယ်။လူလတော်များဟာအိမ်ထဲမှာအလှစိုက်ထားတဲ့အပင်လေးတွေညှိုးနွမ်းခြောက်တွေ့သွားတဲ့အခါဂယုမဆိုင်မီပဲပစ်ထားတာဒို့မဟုတ်အလှထည့်ထားတဲ့ပန်းအစစ်တွေခြောက်သွားတာကိုအနုပညာစံတဲ့ဆိုပြီးဒီတိုင်းထားတတ်ကြပါတယ်။ဒါပေမဲ့အပင်နဲ့ပန်းမှန်ဆိုတာအသက်ရှင်တန်ခြင်းနဲ့ကြီးထွားရှင်တန်ခြင်းစွမ်းအင်ကိုဆောင်နေအပင်တွေခြောက်တွေ့တေဆုံးနေတာဟာအိမ်ထဲမှာတေချင်းသားရစွမ်းအင်ကိုလှုံ့ဆော်ပေးလိုက်တာနဲ့အတူတူပါပဲဒီလိုအဆိုးစွမ်းအင်တွေအိမ်ထဲမှာလွှမ်းမိုးလာတဲ့အခါမိသားစုဝင်တွေရဲ့ကျန်းမာရေးကိုတိုင်းညိုက်ထိခိုက်စေပြီးအကြောင်းမဲ့အားအိမ်ကုန်စားတာဖျားနာတာတွေဖြစ်ပွားတတ်ပါတယ်နောက်ထပ်တတိထားရမှာကကတ်တုစနစ်လိုစူးအလွန်များတဲ့အပင်တွေလိုအိမ်တွင်းအိမ်ခန်းတို့အိတ်ခန်းထဲမှာမဆိုင်ပရိုတင်ပါမူအပင်ဟစ်ထက်မြက်တဲ့စူးတွေဟာဖုံးရွှေအယူဆအရာမြားဦးစွမ်းအိမ်ကိုထုတ်လွှင့်ပြီးအိမ်သူအိမ်သားကြားထဲမှာစူးရွက်စကားများရန်ဖြစ်ရတာမျိုးလုပ်ငန်းခွင်မှာအတိုက်အခန့်ပေါ်များစေတာမျိုးဖြစ်စေတတ်ပါတယ်အပင်စိုက်ချင်ရင်အရွက်ဝိုင်းစိမ့်ဆွတ်အပင်တွေကိုပဲရွေးချယ်စိုက်ပျိုးတင်ပါတယ်ရှင်တတိယမြောက်အိမ်တွင်အသုံးအဆောင်ကတော့အိမ်တိုင်းလိုမှာအနည်းဆုံးတစ်ခုတော့ရှိနေတတ်လေဘက်ထရီကုန်ပြီးရက်တက်နေတဲ့နာရီတွေသို့မဟုတ်ပြင်မရတော့တဲ့ပျက်စီးနေတဲ့စက်ပစ္စည်းဟောင်းတွေပဲဖြစ်ပါတယ်အိမ်ခန်းနေရာမှာချိတ်ထားတဲ့နာရီကဓာတ်ခိုင်ကုန်ပြီးရက်တက်နေတာကိုနောက်မှလဲလိုက်မယ်ဆိုပြီးရက်အတော်ကြာပစ်ထားမိတဲ့အမှားမျိုးကိုလူတိုင်းလုပ်မိကြပါတယ်နာရီဆိုလားအချိန်ရဲ့ရွေ့လွှာမှုဘဝရဲ့ရှေ့ကိုတိုးတက်မှုကိုဖော်ပြတဲ့သင်္ကေတဖြစ်ပါတယ်နိုင်တလုံးရက်တန့်သွားပြီဆိုရင်တင့်အိမ်ရဲ့ကန်ကြရာနဲ့တိုးတက်မှုတွေပါလိုက်ပြီးရက်တန့်သွားတတ်ပါတယ်။အထူးသဖြင့်စီးပွားရေးလုပ်ကိုင်တဲ့လူတွေဆိုရင်လုပ်ငန်းတွေရှေ့မတိုးပဲငွေကြေးပိတ်ဆို့တာအကျွဲတင်တာမျိုးကြုံရတတ်ပါတယ်။ရက်တန့်နေတဲ့နိုင်ကအိမ်ထဲကစွမ်းအင်တွေကိုညီသက်အေးခွေသွားစေပြီးကန်ဆိုးမှုတွေကိုဖိတ်ခေါ်တတ်ပါတယ်။
အလားဆိုပါပဲအိမ်ထဲမှာသုံးလို့မရတော့တဲ့ပျက်စီးနေတဲ့ဖုန်းဟောင်းတွေ TV ရေဒီယိုဒါမှမဟုတ်မီးဘူးစတဲ့လျှက်စစ်ပစ္စည်းဟောင်းတွေကိုကွယ်လွန်သူရဲ့အမတ်တရားဆိုပြီးဖြစ်စေနှမျောလို့ဖြစ်စေတိုးလောင်ထားတာဟာအိမ်ရဲ့စွမ်းအင်စည်းစိမ်မှုကိုဂရီးစီစွာပိတ်ဆို့စေပါတယ်ပျက်စီးနေတဲ့ပစ္စည်းတွေဟာအမိုက်နဲ့အတူတူပဲဖြစ်တဲ့အတွက်အိမ်ထဲမှာအပူအပန်နဲ့တောကတွေကိုပဲတိုးပွားစေပါတယ်ဒါကြောင့်ရက်တက်နေတဲ့နာရီတွေကိုတက်ခိုက်အစ်စ်ချက်ချင်းလဲပါပြင်မရတဲ့ပစ္စည်းဟောင်းတွေကိုအိမ်ပြင်ကနေအမြန်ဆုံးရှင်းထုတ်လိုက်ပါရှင်ကဲအခုကျမပြောပြခဲ့တဲ့ကန်ဆိုးမှုတဲဆောင်လာတတ်တဲ့အသုံးအဆောင်၃မျိုးအကြောင်းကိုနားထောင်ပြီးတဲ့နောက်တဲ့အိမ်ကိုအကဲခက်ကြည့်လို့ပြီးသွားပြီလားရှင်တချို့အချက်တွေကတီးငွယ်လုံးလို့အမှုမဲ့အမှတ်ထားမနေတတ်ကြပြီမယ်တကယ်တမ်းတော့ဒီလိုတီးငွယ်တဲ့အချက်တွေကတဲ့ကျမတို့ရဲ့နေ့စဉ်စိတ်အခြေအနေနဲ့ကန့်ကြတာတွေကိုတဖြည်းဖြည်းပြောင်းလဲပြနေတာဖြစ်ပါတယ်အိမ်ဆိုတာတန်ရှင်းလန်းဆန်းပြီးသိရှိထင်ရှားစွမ်းအင်တွေနဲ့ပြည့်နှက်နေတာမျိုးနေရာဖြစ်ပါတယ်ကွဲအပ်တာတွေတေဆုံးတာတွေရက်တက်နေတာတွေကိုဖယ်ရှားလိုက်မှလားကောင်းမွန်တဲ့ကံပွင့်ခြင်းစွမ်းအင်အသစ်တွေကတစ်အိမ်တွေကိုတိုးဝင်လာနိုင်မှာဖြစ်ပါတယ်ဒီနေ့ကစပြီးတစ်အိမ်ကန်းလေးတွေကိုတစ်ချက်လောက်ပြန်လဲစစ်ဆေးပြီးမကောင်းတဲ့ပစ္စည်းတွေကိုရဲရဲမဝတ်ဆွတ်လွတ်လိုက်ပါရှင်အိမ်ကိုတန်ရှင်းတက်ရအောင်ထားရှိခြင်းဟာပဲတင့်စီကိုလပလာတွေနဲ့ပျော်ရွှင်မှုတွေကိုအလိုလျောက်တည်ဆောင်လာပြီးပါလိမ့်မယ်ရှင်နောက်မှလေတင့်ဘဝတိုးတက်အောင်မြင်မှုနဲ့ကန်တရာတွေပွင့်လန်းလာစေဖို့အတွက်ရှောင်းရန်ဆောင်ရန်ဘ ഹു တုတကောင်းတွေကိုအငြင်းတိုင်းမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုအခုပဲ subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးဖို့တောင်းဆိုပါစီရှင်ကြည့်ရှုပေးခဲ့ကြတဲ့မိသားစုအားလုံးဘေးအန္တရာယ်ခတ်သိမ်းမှကင်းဝေးပြီးကံကောင်းခြင်းတွေအစဉ်အမြဲလက်စွပ်လက်ကိုပြုနိုင်ကြပါစေရှင်